Hello အားလုံးပဲမင်္ဂလာပါခင်ဗျားတို့အားလုံးစံချိုင်းမာနေတယ်လို့ဆရာမြင်လိုက်ပါတယ်ဒီကနေ့ဆရာခင်ဗျားတို့ကိုအကြံကောင်းတစ်ခုလို့ဟုတ်တာရှင်ပါတယ်ဘာလဲဆိုရင်ခင်ဗျားတို့ဘဝမှာအမတန်ရှိမှတဲ့အောင်မြင်မှုကိုပိုင်လို့ရှင်လဲဆိုရင်ဒီအကြံကောင်းတဲ့တော့ပါစေဘာလဲဆိုရင်မနေ့အလုပ်ကိုချက်ချင်းလောက်ဒီနေ့အလုပ်ကိုအခုလောက်မနေ့ကအလုပ်ကြံခဲ့တယ်ဆိုတော့ဒီအလုပ်တွေကိုအခုချက်ချင်းဖက်ဆွဲလိုက်ပါတော့နောက်ပြီးတော့ယနေ့ကြည့်လိုက်ယနေ့လောက်သွားမယ်အလုပ်ကိုအခုကနေစပြီးတော့လုပ်တော့ပါအဲ့လိုနည်းနဲ့သွားမယ်ဆိုရင်ဘဝမှာဘယ်တော့မှမအောင်မေးတော့မရှိပါဘူးဟုတ်ပြီနော်ဘယ်လိုနောက်တစ်ခါလို့ဆိုပြမယ်မနေ့အလုပ်လောက်အခုလောက်မနေ့အလောက်ချက်ချင်းလောက်ဒီနေ့အလောက်အခုလောက်လေအေးဒီနဲ့ဒီအကြံကောင်းနဲ့ဒီစကားပုံနဲ့ခင်ဗျားတို့လောက်ကိုတန်းဆောင်သွားမယ်ဆိုရင်လုံးဝမပြေးမလဲအောင်မင်းသွားမှသိချပါဟုတ်ပြီနော်ခဒါဆလာမ်အလိုင်ကွမ်ဝရဟ်မတ်တူ